ကဲဗျာတိတ်20ကျော်လေးနဲ့1200 watt power station ချက်ကိုအများကြီးသုံးလို့ကောင်းမဲ့ PC လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့်အတွဲလေးကတော့ Tyro 1.2 inverter နဲ့ battery 100AH နဲ့တွဲသုံးတဲ့အတွဲလေးဖြစ်ပါတယ်ကျွန်တော်တို့ power station သုံးမဲ့အစားဒီလိုအတွဲလေးသုံးမယ်ဆိုရင်ဘယ်လိုကောင်းကျိုးတွေရပြီးတော့မှဘယ်လိုမျိုးတွေရည်ရှိမှာပို့အသုံးခံပြီးအကျန်းခံလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုဒီနေ့ကျွန်တော်တို့သုံးပေးထားတဲ့ဒီ 1.2 Tyro အတွဲလေးဆိုရင် power station သဘောမျိုးကိုကျွန်တော်တို့ဒီလိုထားပေးတဲ့ package လေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့သုံးထိုက်တဲ့ safety device တွေအကုန်လုံးပါမယ်battery 100 ဦးလေးပါမယ်ဒီမှာတော့ကျွန်တော်တို့မှာစနစ်တကျ cable installation တွေတွားထားပြီးတယ်ဒါဆိုရင်ကျွန်တော်တို့ inverter လေးတွေလုပ်ပေးထားတဲ့ output load ကိုဒီမှာကျွန်တော် plug ခုံ plug ပေါက်လေးပေါက်လေးနဲ့ထုတ်ပြီးတော့မှတစ်ခါတန်းသုံးလို့ရအောင်အပေါက်လေးတွေလောက်ထားပြီးသားဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ source smart battery သုံးထားပြီးတော့ဒီ battery ဆိုရင်အမခံ3+4ခုနှစ်အမခံပါပြီးသားဖြစ်ပါတယ်ဒီအတွဲလေးကတော့ကျွန်တော်တို့ power station တွေကိုအများကြီးအကျန်းခံပြီးအသုံးခံတဲ့အတွဲလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအတွဲလေးသုံးရှင်တယ်ဆိုရင်ကျွန်တော်တို့20ကျော်လောက်လေးနဲ့စင်းတော့အသေးစိတ်ကိုကျွန်တော်တို့ချက်ပေါက်ဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်3ပုံ3နည်းနဲ့ကျိုး join ပုံ join နည်းအသေးစိတ်ကိုလည်းကျွန်တော်တို့အစနဲ့အဆုံးထိကူညီပေးမှဖြစ်တဲ့အတွက်ဒီ package ကိုဝယ်ယူတဲ့မိတ်ဆွေတိုင်းဘာမှစိတ်ပူစရာမလိုပါဘူးခင်ဗျာကျွန်တော်ကျိုးစတွေအကုန်လုံးထုတ်ထားပြီးသားဖြစ်တဲ့အတွက်အဝင်ကျိုးအထွက်ကျိုးတွေစနစ်တကျကျွန်တော်တို့ပြပေးမှဖြစ်ပါတယ်လိုအပ်သောမိတ်ဆွေများကျွန်တော်တို့ဒီချက်ပေါက်ဖြစ်စေ Viber နဲ့ဖြစ်စေဖုန်းနံပါတ်ဖြစ်စေဆက်သွယ်ပြီးတော့မှအသေးစိတ်မေးမြန်းလို့ရပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့သုံးထားပေးတဲ့ဒီ safety device တွေအကုန်လုံးပေါ့နော်ဒါဒီဘယ်ဖက်အစွန်ဆုံးမှာဘယ်ဖက်ပေါ့နော်ဒါပြောမှဖြစ်နေလို့ဘယ်ဖက်အစွန်ဆုံးမှာကျွန်တော်တို့ chain breaker သုံးထားပြီးတော့အဝင် breaker အဝင် safe gap အထွက် breaker အထွက် safe gap ပေါ့နော်ဒီဖက်တော့ဒါကျွန်တော်တို့ battery နဲ့ inverter ကြားကိုတွေ့ထားတဲ့ကျွန်တော်တို့ဗာလဲဒီ DC breaker 125 ampere ဖြစ်ပါတယ်ဒီလိုမျိုးစနစ်တကျသုံးထားတာဖြစ်တဲ့အတွက်သူ့ ampere နဲ့သူ့ကြိုးဆိုင်နဲ့တူဒီအတွင်းပေးထားတဲ့ cable installation ကလည်း4 milli size နဲ့ပေးထားတာဖြစ်တဲ့အတွက်ဒီယုံကြည်စိတ်ချသွားသုံးလို့ရပါတယ်အလုပ်သမားတွေလည်းကြိုးတွေမပူဘဲနဲ့အန်တယ်တွေကင်းနဲ့သုံးနိုင်မှာဖြစ်ပါတယ်ကဲလိုအပ်သောမိတ်ဆွေများကျွန်တော်တို့ယုံကြည်စွာအားပေးလို့ရပါတယ်ဈေးနှုန်းအသေးစိတ်ကိုဆက်သွယ်မေးမြန်းဆောင်စားနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်